ကျွန်တော်တို့ဘက်ပိန်းနေခြံကိုသွားမှာဖြစ်ပါတယ်ပိန်းနေခြံရောက်ရင်တော့အခုကဘယ်ကနေစသွားမလဲဆိုလို့ရှိရင်စီတာလမ်းနဲ့နေပြီးအခုဝင်လာပြီဝင်လာစီတာလမ်းမဟုတ်ဘူးကဇီကလမ်းနဲ့ဝင်လာဇီကလမ်းနဲ့ဝင်ပြီးတော့မှကျွန်တော်စီတာဘက်ကိုသွားမယ်စီတာဘက်ကနေပြီးဟိုဘက်မှာရှိနေတဲ့နေရာလဲကျွန်တော်တို့ဘိုးရီဘက်မှာရှိတဲ့ပိန်းနေခြံကိုသွားမှာဖြစ်ပါတယ်ကဲစိတ်လမ်းမြေတဲ့စိတ်လမ်းမြေခြံကိုရောက်နေတာပါယူရီးယားပိန်းနဲ့ယာရီဘောတီးနှံတွေကိုတဲ့ဈေးနှုန်းမှန်ဈေးနှုန်းချိုသွားတယ်ရရှိနိုင်ပါသည်လို့ရေးထားပါတယ်ကျွန်တော်တို့ကတော့ဒီပိန်းနေပင်လေး12ရာသီတီးတယ်လို့ပြောတဲ့ပိန်းနေပင်လေးဈေးပင်တော့လာဝယ်တာပါငါဝင်းနဲ့ဒီရောက်အသေးပုံရေကန်လေးဒါကတိတိလေးဒါကတော့အသေးပုံရေကန်ကြီးလေးကျွန်တော်ထင်တဲ့ဒီအသေးပုံရေကန်တွေကနေပြီးတော့မှရေတွေကနေပြီးတော့မှသပင်ပြိုးပင်တွေကိုရေလောင်းတယ်လို့ထင်ပါတယ်ဒီမှာစိတ်လက်မြေတဘာဝဆက်ရွေးချံယူရီးယားပြိုးပင်များနဲ့ရာသီစုံတီးပင်များအမျိုးစုံကိုတဲ့ဈေးနှုန်းမှန်အာမခံနဲ့ရရှိနိုင်ပါတယ်ဖုန်းနံပါတ်က39 20 330 10ဖြစ်ပါတယ်ဒီရှိမှာပိန်းနေပင်လေးတွေရှိပါတယ်ဒီပိန်းနေလေးတွေကတော့ဘယ်လိုလဲဆိုလို့ရှိရင်12ရာသီတီးတယ်လို့ပြောတယ်ကျွန်တော်ကဒီနားလေးကနေဘာကိုကြိုက်လို့ရိုက်လိုက်တာလဲဆိုရှိမှာတဘာဝတောတောင်ရှုခင်းလေးတွေကလှပနေပါတယ်စိတ်ညွတ်နေတယ်ဒီနေ့ကတော့ရာသီဥတုကတော့မိုးရွာမလို့အုံမိုင်းနေပါတယ်1 ကီလို9မွာအဲ့ဘယ်လိုတကီလို1 ကီလိုမှာ9မွာပဲရှိရဟုတ်လားမွာကြီးပေါ့အဲ့ဒါဘယ်လောက်လဲရှိရတွေကအဲ့ဒါ3000ဒါ3000ဟောဘယ်နှလောက်ကြာရင်သိလဲဂိုင်းစစ်တွေဆိုချပြီးတော့နည်းဆိုပြီးချပြီးနည်းဆိုသိပြီနော်12ရာသီသိလား12ရာသီသိတာပဲနေကျွန်တော်လဲ12ရာသီသိတဲ့ဒါအသားအပင်လေးတော့ဒါအသားနီးချက်တစ်ပင်မလောက်လဲသားနီးဒီဟာလည်း3000ပဲဒါလည်း3000ဟာအစိလွတ်ဒါအစိလွတ်ဒါအစိလွတ်ဒါအစိလွတ်ပိန်းနေလားဟုတ်ကဲ့ရှင်အစိလွတ်ပိန်းနေတစ်ပင်မလောက်လဲနေရတယ်အဲ့ဒါလည်း3000ဒါလည်း3000နော်သူလည်းခေါ်ရရှင်ဟောဒါ12ရာသီသိရဲ့ဒူရင်ပိန်းနေလို့လည်းခေါ်အနောက်မှာပြီးကြပါအပင်လေးလိုက်ပြဟုတ်လားဒါ12ရာသီသိရဲ့နော်တစ်ပင်မလောက်လဲဒါရှိတော့လေ तू ကပြီးနေဒါတစ်ပင်မလောက်ဒါ3000ဒါအသားနီးပဲသားနီးပဲမလောက်လဲအသားနီးပဲလည်း3000ရှင်ဘာခေါ်လဲမော်ဆန်ကင်းဟောဒူရင်လားဒူရင်မွန်ဆန်ကင်းလားဗါလဲမွန်ဆန်ကင်းဒါကဗါလဲဒါကနက်ဆိုရှင်ကနက်ဆိုဟုတ်လားဒါကြတော့ဟာမွန်တော့ဒီမှာဆိုင်ရှင်လားတဲ့သူကရှင်းနေတာဟိုမှာခြံထဲမှာတော့စိုက်တာရှင်အဲ့ဒါဒူရင်ကြိုက်တာဒါပါပဲအဲ့ဒါဒီကြောင်းဒီကြောင်းကောင်းဆိုတာနည်းနည်းရှည်လေးပေါ့ဟိုပါလေကျမတို့ဟွာကြီးကြီးတယ်ဟွာကြီးတယ်မိကြောင်းကောင်းတပည့်မလောက်လဲမိကြောင်းကောင်းอ่ะဒီဟာက3000ပဲနော်ဟွာဘယ်လာလာဆိုတီးလေအုံချုံဟုတ်လားကျွန်တော်အိမ်မှာရှိနေတဲ့ပင်တွေကတိတ်မတီးဘူးဖြစ်ဘာဖြစ်လို့ဟောတစားတိုက်လိုက်တစားတိုက်တယ်တီးလားကျွန်တော်နီးစကမ်းမှာပဲလောက်ထားတာမတီးဘူးဖြစ်နေတော့ဟောဒါတရားဘာမျိုးခေါ်တာဘာလို့မဟုတ်ပါဘူးဒါကြီးကပုံညက်ပိုင်းပြပဲကြောက်ရင်ရအောင်ညဟာအပင်မျိုးတွေကတော့အများကြီးစုံတယ်ဒါကုလမစိန်ချုပ်ရဲ့ဟောနောက်တစ်ခုကျွန်တော်ပြောပါမယ်ဟွာလေအစစ်ရပြလေးပဲပါလေးပဲပါတယ်ဆိုတော့တရက်ပြန်ပဲဒီဥစ္စာတစ်နှစ်ကိုဘယ်နှခါလောက်တီးလဲတစ်နှစ်ပတ်လုံးတီးတယ်အဲ့ဒါတစ်နှစ်ပတ်လုံးဆိုတော့တစ်နှစ်ကို4ခါလောက်တီးရပါလို့လားအဲ့လေသူများတွေဒီမှာမရှိတော့ဒီမှာခုပိန်းနေတယ်တီးနေတော့အေးနော်ဒါပေမဲ့တော်ကြီးတယ်နော်မင်းကြီးဒီခုကျွန်တော်ဝယ်ထားတဲ့မျိုးကဒီလိုမျိုးပဲလားနည်းတော့ကြီးရနော်အဲ့တော့ကျွန်တော်အိမ်ရောက်ရင်ဘယ်တစ်ပေလောက်ခွာပြီးတော့မှစိုက်ရမှာ15ပေခွာဆိုင်နော်ကဲဒီ12ရာသီတီးတဲ့ပိန်းနေတီးကိုတော့တဲ့ပထမဆုံးစိုက်ရမှာကတပေခွဲပဲလဲတူးမယ်ရေဆွေးထက်ပြီးတော့နွားချီတဲ့ကျွေးအဲ့မှာကျွန်တော်တို့မုံချီတော့ဘာလို့လဲအဆင်မပြေဘူးလား
ားချီပဲသုံးတာနော်ဟောကြက်ချီနွားချီကပူလို့အဲ့ဒီငုံချီတို့ဘာလို့ကြတော့ရေများများလောင်းရင်ရောဟုတ်ကဲ့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 ကျွန်တော်နီးစနစ်လေးတစ်ချက်ပြပေးဟုတ်ကဲ့အပင်နဲ့နွားချီကျွေးလို့ရှိရင်အပင်နဲ့အပင်ချေပါမကျွေးရဘူးအပင်နဲ့တပေလောက်ခွာပြီးတော့မှဒီပတ်ချာလဲအကုန်လုံးကျွေးရတာဩအဲ့ဒီမှာသူကရေစိမ့်သွားမှာမသိဘူးကျွန်တော်အပင်ချေကြည့်ပဲတောက်တောက်ကျွေးတာဟုတ်လားဟောဘာလေးပဲရှိတာအဲ့တော့ကျွန်တော်လှုပ်ထားတာမှားပြီဗျကျွန်တော်အခြေတွေမှားတာဒီပင်နဲ့ဟုတ်လို့လားဟောအဲ့ဒါ view ဆက်ရမှာဒါဆိုရင်ကျွန်တော်ကျွေးတာမှားပြီကျွန်တော်အပင်ချီတွေတော့ကျွေးထားတာတကယ်တော့တဲ့ဒီမှာစိုက်ပျိုးရေးဟိုမှာတော်တော်ကျွမ်းကျင်တဲ့အမကြီးကပြတာကပိန်းနေပင်ကိုစိုက်တော့ပဲဆိုလို့ရှိရင်တဲ့နည်းနည်းလေးဟိုဘယ်လိုပါလဲနွားချီကျွေးပဲဆိုလို့ရှိရင်လည်းပင်ချီကိုကျွေးဖို့မသိမှာဘူးတဲ့အပင်ချီနဲ့တပေခွဲအကွာလောက်မှရှိနေနွားချီတွေကိုကျွေးဖို့လိုအပ်ပါတယ်တဲ့အဲ့မှာရှိနေတဲ့အပင်ရဲ့ဘေးမှာအမြစ်ပွားလေးတွေအပေါ်မှာပဲရှက်ပြီးသွားနေတယ်ဆိုတဲ့သဘောကိုသူပြောပြတာပါဟုတ်ကဲ့အမပြောပြီဟုတ်အပင်ကြီးလာရင်တော့ဘယ်လိုလုပ်အောင်လဲဆိုမေးတဲ့ခါကျတော့လေကြည့်ပြီးတော့မှုမကြအောင်မှုစည်းဖြတ်မယ်ဟုတ်ကဲ့ပြီးတော့အပင်ကြီးထွားပြီးကောင်းလာပင်အားစည်းလေးချဲ့မယ်အပင်အားစည်းကျတော့ဘာကိုသုံးတယ်မင်းမဟာနှစ်ကိုထည့်တာအပင်အားစည်းကျတော့ဒီအပွင့်အားလေးကျတော့ဘာကိုသုံးရင်ပို့စီပြီလဲမင်းမဟာနှစ်ပဲအပွင့်အားလို့လဲမင်းမဟာနှစ်အတီးအားလို့လဲမင်းမဟာနှစ်ပဲနော်ဒီတပင်ကိုအတီးဘယ်လောက်သီးလဲဟုတ်လားခုလောလောတော့ဒီနားလေးမှာရှိတာကဒီရီးကြည့်အောင်1 2 3 4ဒီမှာ4ပင်4လုံး5လုံး6လုံးဒီမှာဆိုရင်9လုံး10လုံး9လုံးဟိုမှာဆိုရင်10လုံးဒီကအတီးမွာကျတော့ကြီးလားသေးလားပြီးမှလည်းကြီးပါလေရှင်ကြီးတယ်နော်ဟုတ်ကဲ့ပြီးမှသေးတာပြားရည်စမ်းဟုတ်ကဲ့အဲ့ဒါလေးကနည်းနည်းပြီးပြားရည်စမ်းနည်းနည်းနော်ဟုတ်ကဲ့ထိုးရဲသူကပြီးခွာနေဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကနည်းနည်းပိန်းနေပင်ပေါ့နော်ပိန်းနေပင်ကိုကျွန်တော်တို့စိန်နှုံးချွေသားနဲ့ပစ္စည်းမှန်ကန်စွာရရှိနိုင်ပါတယ်စိုက်လေးနဲ့လေးကြော်ကြပြပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ကစိမ့်လဲမြေချမ်းပါရှင်ဟုတ်ကဲ့စိမ့်လဲချမ်းဘယ်ဝင်လာတော့ဟုတ်ကဲ့ကျွန်တော်တို့ကအာရှလေးရောင်မဟုတ်ဘူးကနေပြီးတော့ဝင်လာလိုက်လို့ရှိရင်တဲ့ဝင်လာလိုက်တဲ့ဝင်လာပြီးလို့ရှိရင်ကျွန်တော်တို့လမ်းခွေတွေတိုင်းဘယ်ဝကြီးပဲလိုက်ခဲ့တယ်ကျွန်တော်တို့စိုက်ဖို့အမျိုးလေးရှိပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့လို့ရှိလို့ရှိရင်စီလုံးချူသားစွာနဲ့ပစ္စည်းမှန်စွာရရှိနိုင်မှာဖြစ်ပါကြောင်းကျွန်တော်တို့တွေဒါကညီကိုမောင်နှမတို့အတွက်ကျွန်တော်တို့ကြိုက်ကူးတင်ဆက်ပြခြင်းဖြစ်ပါတယ်တော့ကိုလမစိမ့်ချိုတရသည်လက်ဆောင်ဝေးပါတယ်ဒီလိုမျိုးအသီးမျိုးကိုလည်းတပင်ကို3000ခွဲနဲ့ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာဒီအသီးအားတဲ့စပြီးတော့မှစိုက်တဲ့အချိန်မှာပဲသီးပါတယ်တဲ့ဒါပေမဲ့လို့အသီးကကြီးတဲ့အတွက်ကြောင့်မလို့ပထမနှစ်စိုက်ပြီးတော့မှရရှိတဲ့အချိန်ကိုလည်းကျွန်တော်တို့ကအသီးတွေကိုခြွေသွင်းပြရပါတယ်တဲ့3နှစ်လောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသီးကိုကျွန်တော်တို့ယူလို့ရပြီဖြစ်ပါတယ်တဲ့အဲ့ဒါလေးကိုကျွန်တော်တို့ဒါကတင်ဆက်ပြခြင်းဖြစ်ပါတယ်ဒီပဲလက်ဆောင်ရတဲ့တရသီးနဲ့တသားပျော်နေရတယ်ပဲနောက်မှလည်းအသေးပုံရေကန်လေးနဲ့သူကတော့ခြံရောက်ပြီဆိုတော့မပြန်တော့ဘူးသူပဲပြောနေပါဗျာဒီပဲလက်ကြီးโอเคတရသီးကောင်းနေဆိုရင်လက်မလေးထောင်ပြတရသီးကောင်းနေဆိုလက်မလေးထောင်ပြတော့မလုပ်ပါဟဲ့ဒီ